ကျောင်းမီဆရာကြီးတွေအတွက်ကတော့လုံးဝ crazy အခုလက်ရှိမှာတော့လုံးဝပါကင်ဖောက်ကြတော့ဝက်ကွဲပေါ့နော်ကြောက်တိုင်းရောင်းလို့မလောက်ဘူး K90 တွေ K80 အထွာတွေအခုပစ္စည်းလေးတွေထပ်ပြီးတော့ရောက်ထားပါတယ်အမုံမနဲ့မိုးလင်းဆိုင်ဖွင့်လာနဲ့ဖောက်လိုက်ရတဲ့ K90 တွေ K80 ထွာတွေပေါ့နော်အခုဆိုတော့မနေ့က stock လုံးပြတ်သွားပါပြီဒီနေ့တော့ပစ္စည်းပြန်ရောက်လို့မလို့အပြေးလွှားလေးလာပြီးတော့ကြော်ညာပေးတာလာဝယ်ခြင်းတဲ့ customer လေးအခုပစ္စည်းများရှိတော့လေအယောင်လေးတွေစိတ်ကြိုက်ရွေးလို့ရအောင်လို့K90 လေးဆိုတော့အဖြူရောင်လေးအများကြီးပါမယ်နော် K90 လေးအဖြူရောင်လေးအများကြီးမေးကြတာဆိုတော့လေ K90 ဖြူရောင်လေးအများကြီးပါပါတယ် K80 ထွာလေးလည်းအယောင်ဆုံးရှိပါသေးတယ်အဲ့တော့အယောင်ဆုံးရှိတော့ကိုမြင်မြင်ဆန်ဆန်လေးလာဝယ်ဖို့ဖိတ်ခေါ်ပါတယ်နော်လူကြီးမင်းတို့လက်ရှိသုံးနေတဲ့ဖုန်းလေးတွေနဲ့အခုနောက်ဆုံးထွက်တဲ့ Redmi K90 လေးတွေ K80 အထွာလေးတွေနဲ့အလဲခက်လုပ်ချင်တယ်ဆိုရင်လည်းအမောက်စီမှာလက်ရှိသုံးနေတဲ့ဖုန်းလေးတွေက error ကင်းနေဆိုရင်လည်းယူပေးပါလေအလဲခက်လုပ်ပေးပါတယ်ဒီလိုပါကင်လုံးလေးတွေနဲ့ပေါ့နော်နောက်ပြီးတော့ကြတော့အိမ်မှာသုံးလို့မရတော့တဲ့ဖုန်းတွေမှန်ကွဲတာတွေပါဝါမလာတာတွေဘာမှသုံးပြုလို့မရတော့တဲ့ဖုန်းတွေနဲ့လည်းပါကင်လုံးလေးတွေကိုလည်းအလဲခက်ပြုလုပ်ပေးပါတယ်အဲ့တော့အိမ်မှာသုံးမလို့တော့တဲ့ဖုန်းလေးတွေပဲဖြစ်ဖြစ်ကိုယ်ကလက်ရှိသုံးနေတဲ့ဖုန်းလေးတွေကို model မြင့်ကျင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးဆိုရင်လည်းအလဲခက်လာလုပ်လို့ရပါတယ်ကိုကလက်ရှိ model မြင့်ကိုကင်ထားပြီးတော့ငွေလိုလို့ပေါ့နော်model အနေလေးကိုယူပြီးတော့အလိုက်ပြန်ယူမယ်ဆိုရင်လည်းအမုံတို့ကအဲ့လိုလဲလုပ်ပေးပါတယ်ဖုန်းဝယ်ဖို့အစီအစဉ်ရှိရဆိုလို့ရှိရင်တော့အမုံကတော့အချိန်မဆွဲဘဲနဲ့လာဝယ်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဘာလို့လဲဆိုတော့ပစ္စည်းတွေဝယ်ရတာခက်တယ်ပစ္စည်းတွေလည်းလိုသလားမရတော့တဲ့ခါကျတော့ဈေးနှုန်းလေးကဒီနေ့ဈေးနဲ့မနေ့ကဈေးနဲ့လည်းမတူသလိုမနေ့ပြန်ဈေးနဲ့လည်းတူချင်မှတူမယ်ပေါ့နော်အဲ့တော့ကိုကလိုအဲ့လိုဖုန်းဝယ်မယ်လို့အစီအစဉ်ရှိတယ်ဆိုရင်တော့ဝယ်ထားတာပိုကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ရက်မှဝယ်လို့ရှိရင်ဈေးကတစ်မျိုးပြောင်းသွားနိုင်တယ်ပေါ့နော်အဲ့တော့အမုံလို့စီကိုဝယ်တော့ဝယ်ချင်တယ်ဒါပေမဲ့ကိုကငွေလဲတစ်လုံးနဲ့မသုံးချင်ဘူးဆိုတဲ့ customer လေးလည်းထုံးစံတိုင်းအရေးကြလျှောက်ပြီးတော့ယူလို့ရပါတယ်အရေးကြလျှောက်မယ်ဆိုလို့ရှိရင်ဘာတွေလိုအပ်မလဲဆိုလို့ရှိရင်ရက်ွက်ထောက်ခံစာလေးလိုမယ်ပြီးတော့မိမိရဲ့မှတ်ပုံတွေမူရင်းလေးလိုမယ်နောက်ပြီးတော့သန်းခေါင်စည်ရင်းလေးလိုမယ်အကယ်၍အဲ့ဒီသန်းခေါင်စည်လေးရဲ့နေမှာဆိုလို့ရှိရင်သန်းခေါင်စည်ရင်းကိုဓာတ်ပုံရှေ့အနောက်ရိုက်ပြလို့ရပါတယ်မူရင်းတော့ဖြစ်ရမယ်ပေါ့နော်ပြီးတော့နေသန်းခေါင်စည်ရင်းဖြစ်နေတယ်ဆိုလို့ရှိရင်ကိုကနေကဒါပေမဲ့နေတာရန်ကုန်မှာနေသန်းခေါင်စည်ရင်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့လက်ရှိအဲစင်းတိုင်ထားတဲ့စာရွက်လေးပေါ့နော်အဲစင်းစာရွက်လေးလိုပါမယ်ဒါဆိုလို့ရှိရင်တော့ကိုကပုံမှန်လားဆိုဝင်ငွေရှိတယ်ဆိုရင်တော့ရှောက်လို့ရပါတယ်ရှင်